idea တစ်ပေါက်နဲ့သူများနိုင်ငံတွေကတော့ next level ကိုရောက်ကုန်ပြီနော်ဒီဖက်နှက်လေးကို transformer shoes စမမဟုတ်ရင် interchangeable shoes လို့လည်းခေါ်ကြတယ်ဖက်နှက်ပေါ်ပိုင်းကအရှင်ဖြစ်လို့ကိုလိုတလိုဒီဇိုင်းပြောင်းပြီးစီးလို့ရတယ်ဒီမှာအသေးစိတ်လည်းပြထားတယ်နော်ကြိုက်တဲ့လောက်ဆွဲပြုတ်ထွက်မသွားဘူးကြည့်ကြည့်နော်ဒီဇိုင်းကတခြားဖက်နှက်တရံလို့လုံးဝပြောင်းလဲသွားတာနော်ဒီဇိုင်းမျိုးလဲစီးကျင်တဲ့လူတွေဒီလိုဖက်နှက်မျိုးရှိကိုရှိတဲ့နော်ဖက်နှက်ထားဖို့နေရာလည်းအများကြီးမလိုဘူးခောက်သိမ်းထားရုံပဲခီးသွားရင်လည်း fashion တွေထက်မနေအောင်စီးဖို့အများကြီးတည်လို့ရပြီပေါ့ဒီလိုဒီဇိုင်းရဖို့ creator ကလပိုင်းလောက်ချိန်ယူခဲ့ရတယ်လို့ပြောတယ် social media မှာတင်လိုက်တဲ့အခါမှာတော့သူမရဲ့ creation ကိုလူပေါင်းများစွာကသဘောကျကြပြီးအရန်ကိုအားပေးကြတယ်ဖက်နှက် brand လေးသိချင်ရင် name လို့မှန်းခဲ့ပေးအောင်နော်ကဲလာပြီးနောက်တစ်မျိုးဒီဒီဇိုင်းကတော့တောင်မျိုးစုံကိုကိုကြိုက်တယ်လို့ပြောင်းစီလို့ရတယ်အထူကြိုက်လားပါကြိုက်လား point တောက်လားမျိုးကိုစုံနေရောပဲဖက်နှက်အများကြီးဝယ်ဖို့မလိုတော့လို့ money less safe ဖြစ်တယ်ပွဲတက်တာပဲဖြစ်ဖြစ်ပြင်သွားတာပဲဖြစ်ဖြစ်တောက်လဲစီးကျင်တယ်အကြာကြီးလဲမစီးနိုင်ဘူးဆိုတဲ့လူတွေအတွက်လိုကိုလိုအပ်တယ်နော်ဒီလိုလေးထုတ်ပြီးပို့ဆောင်သွားရုံပဲ ideas